ယောဟန်ဗတိဆောင်ပေးတဲ့ယောဒန်မြစ်ထဲရောက်နေတာတော့မဟုတ်ပါဘူးကျွန်တော်တစ်စိတ်ရွာမှာရှိတဲ့တစ်စိတ်ချောင်းမှာရောက်နေတာဖြစ်တယ်ရေကတအားကြည်လင်နေအေးမြတယ်ရေချိုးဖို့လာတာဖြစ်ပေမဲ့လည်းရေမချိုးခင်မှာနှုတ်ကပတ်တော်အနေငယ်နဲ့ခွန်အားပေးခြင်းနဲ့ဥတ္တန်ချအခန်းကြီး1အငယ်33မှာငါစကားကိုနားထောင်တော်သူတွေကဘေးကနေကိုမကြောက်ပဲညင်ဝလိမ့်မည်ဆိုတဲ့နှုတ်ကပတ်တော်ရှိတာဖြစ်တယ်။တရားရဲ့စကားကိုနားထောင်တဲ့သူရဲ့အသက်တာထဲမှာဘေးအန္တရာယ်အမျိုးမျိုးရှိပေမဲ့ကြောက်စရာမလိုဘူး။ဖခင်ကညင်ဝတ်တဲ့အခွင့်လုံခြုံတဲ့အခွင့်ပေးမှာဖြစ်တယ်။ဒီကျမ်းစာကတကယ်ပဲကျွန်တော်တို့ကိုအားပေးနေတဲ့ကျမ်းစာဖြစ်တယ်။မြန်မာနိုင်ငံထဲမှာယခုဖြစ်ပျက်နေတဲ့အခြေအနေအမျိုးမျိုးကြောင့်လူတွေကြောက်စိတ်တွေဖြစ်ပေါ်လာတယ်ကြောက်တဲ့သူတွေများလာတဲ့အရာကိုကျွန်တော်မြင်ရတာဖြစ်တယ်ဆိုတော့ဖခင်ရဲ့ဂတိတော်စကားကိုကျွန်တော်တို့ဒီရပြီးတော့ခွန်အားယူဖို့ဖြစ်တယ်မိတ်ဆွေညီအကိုမောင်နှမအပေါင်းတို့ကျွန်တော်ဖခင်ရဲ့စကားတော်အတိုင်းပဲအသက်ရှင်မယ်ဆိုရင်ကျွန်တော်ကဘဲအန်ဒီကိုကြောက်စရာမလိုဘူးညင်ဝတ်တဲ့အခွင့်ဖခင်သခင်ကပေးမှာဖြစ်တယ်ငါစကားကိုနားထောင်ဖို့ဆိုတဲ့နေရာမှာလူတချို့ကဖယားတခင်ဘလောက်ပဲခွန်အားပေးနေပေမဲ့ကျွန်တော်တို့ကိုတိုက်တွန်းနေပေမဲ့ကျွန်တော်တို့ကိုတတိပေးနေပေမဲ့လည်းတချို့ကနားမထောင်ချင်ဘူးအလေးမထားဘူးဂယုမဆိုင်ဘူးဒီအရာတွေလည်းမြောက်များစွာကျွန်တော်တို့တွေ့ရပါတယ်ဖယားရဲ့စကားကိုနားထောင်တော့သူရဲ့အသက်တာထဲမှာတော့ဘေးအန္တရာယ်အမျိုးမျိုးရှိပေမဲ့ကျွန်တော်ရဲ့အแทမှာကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်အနားမှာရောက်နေပေမဲ့လည်းကြောက်စရာမလိုဘူးမိတ်ဆွေဖယားကကျွန်တော်တို့ကိုသူပေးထားတဲ့ဂတိတော်အတိုင်းပဲကျွန်တော်ကိုညင်ဝတ်တဲ့အခွင့်လုံခြုံတဲ့အခွင့်ငြိမ်းချမ်းတဲ့အခွင့်ကိုသူပေးมาဖြစ်တယ်ဒါကကျွန်တော်တူတယောက်အနေနဲ့ပြောခြင်းမဟုတ်ဘူးနှုတ်ကပတ်တော်အရာခွန်အားပေးခြင်းဖြစ်တယ်နှုတ်ကပတ်တော်အရာပဲသူနှုတ်ဆော်ခြင်းပဲဖြစ်တယ်ဆိုတဲ့အရာကိုအားပေးခြင်းတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာဖခင်ရဲ့စကားကိုနားထောင်ဖို့ခံယူဖို့အရေးကြီးပါတယ်